ခါတစ်ပါးမှာမြတ်စွာဘုရားတုမာရာဂီရာမျိုးတဲ့ဘေတကာလတောအုပ်နေမှာမြတ်စွာဘုရားတရင်သုံးတော်မူတော့နာကုလပိတာတို့နာကုလမာတာတို့ဆိုတာဘေဒပေါင်းတော်တို့ဒီတကာကြီးတကမာကြီးနှစ်ဦးရဲ့နာမည်ကိုဘုရားဘာသာဝင်တွေဖြစ်နေတဲ့အတွက်ကြောင့်နားထဲမှာယဉ်ဤကျွမ်းမှုရှိပြီးသားပါအဲ့ဒီတကာကြီးတကမာကြီးတွေကမြတ်စွာဘုရားကိုလွန်ခဲ့တဲ့ဘဝပေါင်းများစွာကသာသမီတော်ခဲ့တာဘဝပေါင်း900လောက်ရှိတယ်လို့ပြောတယ်တူမတွေတော်ခဲ့တာအဲ့လိုမျိုးရွှေမျိုးရင်းချာအများကြီးတော်ခဲ့တော့ဒီဘဝမှာအဲ့ဒီနာကုလပိတာနာကုလမာတာတကာကြီးတကမာကြီးတွေကမြတ်စွာဘုရားကိုသားအရင်လို့သူတို့ရဲ့စိတ်ထဲမှာထင်တယ်တဲ့အဲ့လိုမြတ်စွာဘုရားရဲ့ပုံမှာတန်ရောစဉ်အလုံးကြီးတယ်လို့ဆိုရမှာအဲ့ဒါတနေ့တော့အဲ့ဒီနာကုလပိတာတကာကြီးကမြတ်စွာဘုရားရှိရာကိုရောက်လာပြီးတော့မြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်အသက်လည်းကြီးလာပါပြီအရွယ်ကလည်းပဲကြီးလာပါပြီလူဘဝရဲ့နောက်ဆုံးအချိန်ကိုတပည့်တော်ရောက်နေပါပြီတဲ့ဒါကြောင့်တပည့်တော်ရဲ့ခန္ဓာကိုယ်ဟာအမြဲမပြတ်အခါရခက်တဲ့သဘောရှိနေတယ်မသက်သာတဲ့သဘောရှိနေပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားနဲ့တကွာတန်ဃာတော်တွေကိုဘုရားတပည့်တော်ဟာမကြာခဏဖူးမြင်ဖို့အခွင့်အရေးမရှိတော့ပါဘူးနောက်မှလည်းပဲမကြာခဏဖူးမြင်နိုင်တဲ့အခွင့်အရေးမျိုးရတော့မှာမဟုတ်ဘူးဒါကြောင့်မို့လို့တပည့်တော်ကိုတွေ့ရတဲ့အခိုက်ကြုံရတဲ့အခိုက်မှာကာလကြာမြင့်စွာအကျိုးရှိပေမဲ့တရားစကားများနဲ့တပည့်တော်ကိုဆုံးမတော်မူပါလို့အဲ့ဒီတက္ကကြီးကမြတ်စွာဘုရားကိုလျှောက်တယ်